ကမ္ဘာဘောလုံးလောကမှာနောက်ထပ်သမိုင်းဝင်မှတ်တိုင်တစ်ခုထပ်မံစိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ဟုတ်ပါတယ်။သူကတော့တခြားသူမဟုတ်ပါဘူး။မော်ဆရာလေးလီယိုနယ်မက်ဆီပါပဲ။ကစားသမားဘဝသွင်းဂိုးပေါင်း900ဒါဟာအသင်းဖော်တွေဂိုးရယူနိုင်ဖို့ကိုကျိုးစွန်ကူညီပံ့ပိုးပေးနေရင်ရယူနိုင်ခဲ့တဲ့သွင်းဂိုး900ကတော့တာမန်လူသားတစ်ယောက်လုံနိုင်တဲ့ကိန်းဂဏန်းမဟုတ်ပါဘူး။ဒီနေ့ဗီဒီယိုထဲမှာတော့မက်ဆီရဲ့ဒီဂိုး900ခရီးစဉ်မှာဘလို့အလှပဆုံးဂိုးတွေပါဝင်ခဲ့လဲဘယ်အသင်းတွေအတွက်ဘလောက်သွင်းပေးခဲ့လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါ။မက်ဆီရဲ့ဂိုး900ကိုပြန်ကြည့်မယ်ဆိုရင်ဘာစီလိုနာမှာ622ဂိုးနဲ့ကလပ်အသင်းတမိုင်းတစ်လျှောက်အများဆုံးသွင်းဂိုးရှင်ဖြစ်ခဲ့ပါတယ်။အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်တော့115ဂိုးသွင်းယူပေးထားပြီးနိုင်ငံအသင်းကိုကမ္ဘာ့ဖလားရရှိအောင်လဲဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ဒါအပြင် PSG မှာ32ဂိုးနဲ့အခုလက်ရှိအင်တာမိုင်ယာမီမှာလည်း82ဂိုးနဲ့သူ့ရဲ့ဂိုးသွင်းဆက်ကြီးကရပ်တန့်မသွားသေးပါဘူး။ဒီဂိုး900ထဲမှာအမှတ်တရတွေအများကြီးရှိပါတယ်။ဂီတာဖေးအသင်းကိုတကူတော်ဆွဲပြေးပြီးသွင်းခဲ့တဲ့ဂိုးချန်ပီယံလိဂ်ဂိုးလူပွဲမှာမန်ချက်စတာယူနိုက်တက်ကိုခေါင်းတိုက်သွင်းဂိုးနာကျင်အချိန်ပိုမှာရီယယ်မက်ဒရစ်အသင်းကိုအနိုင်ဂိုးသွင်းပြီးအင်ဂျီချုပ်အောင်ပွဲခံပုံတွေကပရိသတ်တွေရင်ထဲမှာအမြဲရှိနေမှာပါ။သူဟာဂိုးသွင်းရုံတင်မဟုတ်ပဲဘောလုံးကိုအမှုပညာတစ်ခုလိုကစားပြခဲ့တာပါ။အသက်38နှစ်အရွယ်အထိအဆင့်မြင့်ကစားပြနေစေဖြစ်တဲ့မက်ဆီဟာ GOAT Greatest of All Time လို့ခေါ်ဆိုဖို့ဘယ်သူမှငြင်းလို့မရတဲ့သက်သေတွေကိုပြသနေစေပါ။တင်ကောမက်ဆီရဲ့ဂိုး900ထဲမှာဘယ်ဂိုးကိုအကြိုက်ဆုံးလဲ။မှတ်ချက်ရေးပေးခဲ့ပါဦး။